ကဲလေးလံနှစ်ဖြန်လေးလံတော့နော်ဟုတ်ပစ္စည်းလေးတွေပါကျွေးပကံလေးလာဒီကကချန်တုံးလေးနော်စက်ပစ္စည်းလေးတော့မှလာမရှိဒီကပကြီးလေးပဲကချန်တုံးစတီးတွေပါတယ်နော်ဟင်းချက်တာတွေပဲဟိုတယ်ဦးတွေဒီကဘုံနေဒီက F ဒီမျိုးသမီးစပင်လောက်တဲ့ဟာဒီကပတ်စံအိတ်နော်ပတ်စံအိတ်နှစ်ဖာပတ်စံသုံးဖာပတ်စံသုံးဖာမင်းဂျိတ်တွေအင်ကြီးတွေပတ်စံအိတ်က6ဖာ8ဖာ10ဖာ12ဖာပတ်စံအိတ်က12ဖာ12 14 16 18ဖာရှိတယ်နောက်ပြီးရိုးဒီကလေးကစားစရာတွေနော်ဒီကကြတော့ကျွန်တော်လိုက်ကာတို့ပါတော့အဲ့လိုမျိုးတွေပေါ့နော်အဲ့ရခင်းတို့ပါတော့ရခင်းလို့ဆိုရင်ဂီတာတွေပဲရှိတယ်နောက်ပြီးဒီက luggage pass တွေမနှက်ဖြန်ဓာတ်တွေပါမယ်မြတ်နော်နှက်ဖြန်တော့ဓာတ်လေးတွေရောပါတယ်ဓာတ်တွေရောပါတယ်နှက်ဖြန်ဓာတ်တော့နည်းနည်းပါတယ်ဓာတ်လေးပြီးမှကြည့်မယ်ဓာတ်တွေတော့ပါတယ်ဟာအရုပ်ဓာတ်တွေတော့မသိဘူးဓာတ်တွေတော့ပါတယ်ဟုတ်ကဲ့ပါဒီကတော့တိုလီမိုဆာလေးတွေနော်တိုလီမိုဆာလေးတွေအများကြီးပါတိုလီမိုဆာလေးတွေအများကြီးပါဟဲ့တော်ကြီးလေတိုလီမိုဆာလေးတွေပါဒီကဘီယာတောက်တဲ့ခွက်လေးပေါ့နော်ဒီဘီယာတောက်တဲ့ခွက်လေးတွေခွက်တွေတိုလီမိုဆာတွေအများကြီးပဲတိုလီမိုဆာတွေတော့အများကြီးပါတယ်ဟုတ်ကဲ့ဒီမှာကျတော့ဟုတ်ကဲ့ဟိုပေါင်ချီဇက်က3လုံးလောက်ရှိတယ်နော်ပေါင်ချီဇက်က3ခုလောက်ရှိတယ်ဒီမှာတီးကျင်တဲ့လူတွေဒီဟာခလေးပုံစံလေးပဲနော်ခလေးပုံစံလေးဒီမှာမိတ်ကပ်ပြင်တဲ့ပစ္စည်းထည့်တဲ့ဘူးလေးတွေဒီကတော့ပမင်တန်ရိုက်တာ